ပိုင်း3လုပ်ငန်းခွင်မှာကာကွယ်ရေးပစ္စည်းတွေဘာကြောင့်အရေးကြီးလဲမင်္ဂလာပါကျွန်တော်ကတော့ဘေးကင်းလုံခြုံရေးကိုဦးစားပေးတဲ့ကြောက်ပါဒီနေ့တော့အပိုင်း3ကိုတင်ဆက်ပေးပါမယ်အပိုင်း3ဆောက်လုပ်ရေးမှာကာကွယ်ရေးပစ္စည်းတွေဘာကြောင့်အရေးကြီးလဲမင်္ဂလာပါမန်နေဂျာမင်္ဂလာပါစီမံကိန်းတိုးတက်မှုလာကြည့်တာပါရပါတယ်ခင်ဗျာဒါပေမဲ့အထဲမဝင်ခင်မှာကျွန်တော်နဲ့အတူရုံးတန်းပတ်သွားပြီးတကိုယ်ရီသုံးကာကွယ်ရေးပစ္စည်းတွေအရင်ယူလိုက်ပါဦးကြမလားတခြားရှိသေးတယ်ဒီမှာအလုပ်လုပ်မှာမဟုတ်ပဲဝေးရအောင်ပါလားဟုတ်ကဲ့ကာကွယ်ရေးပစ္စည်းတွေကအလုပ်သမားတွေအတွက်ပဲမဟုတ်ပါဘူးလုပ်ငန်းခွင်ထဲဝင်လာတဲ့သူတိုင်းအတွက်ပါအနေရရှိတဲ့နေရာဝင်လာသူတိုင်းဝေးရပါမယ်ဒါကမန်နေဂျာအတွက်ပါကျေးဇူးပါကြောက်ဒီပစ္စည်းတွေသာမရှိရင်ကျွန်တော်သတိလစ်ပြီးအလုပ်သမားတွေရောအကုန်ဝတ်ထားကြလားကာကွယ်ရေးပစ္စည်းရဲ့အရေးပါမှုကိုလစ်လူမရှုပါနဲ့တကိုယ်ရည်သုံးကာကွယ်ရေးပစ္စည်းတို့မဟုတ်ဘူးဆောက်လုပ်ရေးမှာမန်နေဂျာကလည်းပစ္စည်းတွေအတွက်ဘတ်ဂျက်ခွဲပေးရပါမယ်အလုပ်သမားတွေကလည်းအလုပ်လုပ်နေချိန်မှာအန္တရာယ်ရှိနိုင်တဲ့အတွက်အမြဲတမ်းစနစ်တကျဝတ်ဆင်ရပါမယ်ဧည့်သည်တွေလည်းအပါဝင်ပေါ့ကျွမ်းကျင်တဲ့ဘေးကင်းလုံခြုံရေးအရာရှိတွေနဲ့ကြီးကြပ်ရေးမှုတွေကအမြဲတမ်းစစ်ဆေးပေးနေပါတယ်